ကဲ claim များအခု clause ကိုကျွမ်းကျင်သွားပြီဆိုလို့ရှိရင်ဆရာတို့ claim များကိုနောက်ထပ်ဒုက္ခပေးနိုင်တာ var ing ပါအဲ့တော့စာဖတ်တဲ့ခါမှာမင်းတို့ var ing တွေတွေးရမယ်ကိုယ်ကိုယ်တိုင်စာရေးတဲ့ခါမှာလည်း var ကို ing ပေါင်းတာတွေခဏခဏရေးရမယ်အဲ့တော့ဒီမှာ var ing ကိုဘယ်လိုလေ့လာမလဲဆရာပြပါမယ်အခုပထမစာကြောင်းမှာ I like reading I saw a boy reading reading much he pass I drink tea reading ကဲအဲ့လေးကြောင်း claim များဖတ်ကြည့်ပါဦး I like reading I saw a boy reading reading much he pass I drink tea reading ဟုတ်ပြီအဲ့မှာစာကြောင်း၄ကြောင်းစာကြောင်း၄ကြောင်းမှာ reading ၄ကမတူလား claim များအဲ့တော့ reading ၄ကဆိုတော့ reading ရဲ့ပုံသဏ္ဍာန်မတူလားဒါပေမဲ့အဓိပ္ပာယ်တူမလားဘာကြောင့်မတူတာလဲနေရာမတူဘူးအဲ့တော့စာကြောင်းပေါ်မှာဆရာတို့ဆွေးနွေးကြမှာနေရာနဲ့ပဲဆွေးနွေးမယ်အဲ့တော့ပထမစာကြောင်းမှာကြည့်အောင် I like reading မှာ I like ဒီ verb ပါ I ဒီ subject ပါ reading ဒီအဲ့တော့ I like ဆိုကြိုက်ဒီဆိုတော့ကြိုက်ချင်းခံတာမဟုတ်လားဗျာအဲ့တော့ reading ဒီဘယ်လိုနေရာရောက်နေလဲ object နေရာရောက်နေတယ် object နေရာဘယ်လိုနေရာလဲnoun နေရာပါ noun နေရာမှာ reading ရှိမယ်ဆိုလို့ရှိရင် ing ရှိနေမယ်ဆိုရင် noun နေရာမှာ ing တွေ့ရင်အများနဲ့ချင်းတဲ့ကောက်ပါ I like reading စာဖတ်ခြင်းကိုကျွန်တော်ကြိုက်ပါသည်အဲ့တော့ reading ကိုဆရာ subject နဲ့ပို့လိုက်မယ် reading is good habit စာဖတ်ခြင်းဒီကောင်းသောအကျင့်ဖြစ်ပါသည်အဲ့လိုပြောပါစေနော်ကြဒါဆိုလို့ရှိရင် ing ဒီ noun နေရာမှာနေမယ်ဆိုဘာနဲ့ကောက်ချင်းတဲ့ကောက်နောက်တစ်ခု I saw a boy reading ဟိုက်မှာ reading ကရှေ့က noun ကိုအထူးမပြုလား noun ကိုအထူးပြုတော့ဘာဖြစ်သွားပြီလဲ adjective ဆိုဘာနဲ့ကောက်ကဲ တော့နဲ့ကောက် I saw a boy reading စာဖတ်နေသောကလေးကိုကျွန်တော်တွေ့ခဲ့တယ်ဆရာကျွန်မတွေ့ခဲ့တယ်ဒါဆိုကစားနေတဲ့ကလေးကိုကျွန်မတွေ့ခဲ့တယ် I saw a boy playing တချင်းဆိုတဲ့ကလေးတွေ့ခဲ့တယ် I saw a boy singing စားတဲ့ကလေးတွေ့ခဲ့တယ်ဆရာ I saw a boy eating quarreling ရံဖြစ်တဲ့ကလေးတွေ့ခဲ့တယ် I saw a boy quarreling ဟုတ်ပြီအဲ့နေမှာ adjective ဖြစ်တဲ့ဒေါနဲ့ကောက်ပါအဲ့ဒါခု really much he pass သူစာမွေးပါဖြစ်သွားလဲအောင်သွားပြီဘာလို့အောင်တာလဲစာဖတ်တော့ကြောင့်ဆိုတာ reason မလားဒါဆို adverb ဖြစ်သွားပြီသူကနော်အဲ့တော့စာရီဖတ်တော့ကြောင့် really much he pass စာရီအများကြီးဖတ်တော့ကြောင့်သူစာမွေးအောင်သွားပြီဆရာကြီး really much ကနောက်တစ်ခု I drink tea reading အဲ့မှာလက်ဖေးတောက်တာဘယ်လိုလဲကျွန်တော်ပဲ reading စာဖတ်တာလည်းဘယ်လိုလဲကျွန်တော်ပဲတယောက်တည်းမဟုတ်လားဗျာတပြိုင်တည်းမဟုတ်လားဗျာအဲ့တော့တပြိုင်တည်းဖြစ်တာကိုမြန်မာဘာနဲ့ပေးပါလဲလျက်နဲ့စာဖတ်လျက်ကျွန်တော်လက်ဖေးတောက်တယ်ဆရာကြီးအဲ့တော့စာဖတ်လျက်ဆိုတာအမူအရာမဟုတ်လားဗျာအမူအရာဆိုတဲ့မင်းသားဆိုတဲ့ adverb ပဲမဟုတ်လားဗျာဟုတ်ပြီကဲဒါဆိုလို့ရှိရင် ing ကိုအဓိပ္ပာယ်အဖြစ်ဘယ်နှမျိုးရှိပါလဲ၄မျိုးပါဘာလဲချင်းတော့ကြောင့်လျက်တစ်ခေါက်လောက်ပြန်ရောပါချင်းတော့ကြောင့်လျက်ချင်းလို့ဘာကြောင့်ကောက်ပါလဲနောက်ဖြစ်သွားလို့ဒေါလို့ဘာကြောင့်ကောက်ပါလဲဒေါကြောင့်ကပါလဲ reason adverb ဖြစ်သွားပြီနောက်ကဒီနေရာမှာ I drink tea reading ကမင်းသားဖြစ်သွားပြီအဲ့ဒါဘာနဲ့ကောက်လျက်နဲ့ကောက်အဲ့တော့ ing ကိုအဓိပ္ပာယ်အဖြစ်တော့ချင်းတော့ကြောင့်လျက်ဆိုပြီးတော့၄ခုရှိတော့ညာလဲအုပ်စုခွဲရင်တော့ ing က noun ဖြစ်နိုင်တယ် adjective ဖြစ်နိုင်တယ် adverb ဖြစ်နိုင်တယ် noun ဆိုရင်ချင်းနဲ့ကောက် adjective ဆိုရင်တော့နဲ့ကောက် adverb ဖြစ်သွားရင်တော့ကြောင့်နဲ့လျက်နဲ့ကောက်ပါအဓိပ္ပာယ်ကောက်တတ်သွားပြီလားဟုတ်ပြီကဲဒါဆိုလို့ရှိရင်ဒီ ing က claim မြောက်နောက်ထပ်ဒုက္ခပေးနိုင်တာဘာလဲဆိုရင် on နဲ့ var ing နဲ့ပေါင်းမယ်အဲ့ဒါဆိုရင် when လို့အဓိပ္ပာယ်ထွက်ပါတယ် in နဲ့ var ing နဲ့ပေါင်းမယ်အဲ့ဒါဆိုရင် why အဲ့လိုအဓိပ္ပာယ်ထွက်ပါတယ် on arriving at ရန်ကုန် airport ရန်ကုန်လေဆိပ်ကိုရောက်တော့အခါ he met his friend သူ့တငယ်ချင်းနဲ့သူနဲ့ပြန်တွေ့တယ် on arriving at in arriving at ရန်ကုန် airport ရန်ကုန်လေဆိပ်ရောက်စဉ်တွင်ရန်ကုန်လေဆိပ်ရောက်စဉ်တွင် he fainted သူတက်သွားတယ်ရန်ကုန်လေဆိပ်ရောက်စဉ်တွင်အဲ့လိုအဓိပ္ပာယ်ပြောင်းသွားပါတယ်ဒါကြောင့်မလို့ on နဲ့ var ing ပေါင်းရင် when ဖြစ်သွားပြီး in နဲ့ var ing ပေါင်းရင် why ဖြစ်သွားတယ်သဘောပေါက်ပြီနော်အဲ့ဒါစာဖတ်တဲ့အခါမှာခဏနဲ့တွေ့မယ်ခဏဆိုလို့ရှိရင်ဆရာအခု ing var ing ဆွေးနွေးတာပြီးဆုံးသွားပါပြီ